ဒါကတော့တင်တခါမှမမြင်ဘူးလောက်အောင်အစင်းရဲဆုံးမိသားစုလေးပဲဖြစ်ပါတယ်အိမ်မှာကြက်ရှိနေတဲ့ပေါင်မုံငယ်ငယ်လေးကိုကလေးနှစ်ယောက်အတွက်ခွဲဝေပေးခဲ့ရတယ်ပေါင်မုံကဟုတ်ကဲ့တကယ်လို့မာတုံးနေတာကြောင့်မျိုးချနိုင်ဖို့အတွက်ရေထဲမှာအရင်ဆင်ခဲ့ကြရတာပေါ့ဒါပေမဲ့ဒီလိုမျိုးတနာစရာကောင်းတော့အောင်နေပါလာတဲ့အစားအစာပမာဏကကြီးထွားလာနေတဲ့ကလေးငယ်တွေရဲ့ဘိုက်ကိုပြည့်စေဖို့ဘယ်လို့မှမလုံလောက်ခဲ့ပါဘူးသူတို့ရဲ့မိခင်ဖြစ်သူခမရလဲရင်နာလုံးလို့ငိုကြွေးရုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ရှာဘူးဒါကိုသိတတ်တဲ့ကလေးတွေကတော့သူတို့ဘိုက်ပြည့်နေပါပြီလို့ပြောပြီးမိခင်ဖြစ်သူကိုပြန်လည်နှစ်သိမ့်ပေးခဲ့ကြတယ်အဲ့ဒီနောက်မှာတော့မောင်နှမနှစ်ယောက်ဟာထင်းကောက်ဖို့အပြင်ကိုထွက်လာခဲ့ကြတယ်သူတို့တွေကိန်းမုံဆိုင်ဆိုင်ရှိကနေတက်သွားတဲ့အခါအထက်ကမုံတွေကသူတို့ရဲ့အာယုံကိုချက်ချင်းပဲဆွဲဆောင်သွားခဲ့တာပေါ့ဒါပေမဲ့သူတို့ခမရမှန်ပြတဲ့ပေါက်အပြင်ဘက်မှာပဲမတက်ရက်ပြီးအစားအစာတွေကိုစိုက်ကြည့်ရင်းလိုချင်တဲ့မစိတ်နဲ့နှက်ခမ်းတွေကိုပဲတက်နေနိုင်ခဲ့ကြတယ်စိတ်ကလေးပေါက်ရှိတဲ့ဆိုင်ရှင်ကသူတို့ကိုတနာသွားပြီးရေခဲမုံတစ်ခုသွားယူပေးခဲ့ပေမဲ့သူပြန်ရောက်လာတဲ့အချိန်မှာတော့ကလေးတွေကရှိမနေတော့ပါဘူးအဲ့ဒီညမှာတော့ကလေးတွေဟာသူတို့ရဲ့တစ်သားကူတင်ဟောင်းလေးပေါ်တက်ပြီးပါသွားတဲ့ဆောင်းတစ်ထဲကိုအတူတူခြုံလိုက်ကြတယ်သူတို့မိခင်ကလည်းမိအိမ်ကိုတိတ်တဆိတ်မှုတ်ပိတ်ပြီးခြေပွားပွားလေးလျှောက်ကထွက်သွားခဲ့တာပေါ့ကလေးတွေအိပ်ပျော်သွားပြီးတဲ့နောက်မှာတော့မောင်နှမနှစ်ယောက်ဟာရုတ်တရက်မော်ဆန်တဲ့အိမ်မက်ကဘာတစ်ခုပဲကိုလွင်မျောသွားခဲ့ကြတယ်အဲ့ဒါကတကယ်ကိုဒန်နာရီပုံမြင်ကဘာလေးတစ်ခုလိုလှပလုံးလာပါတယ်သူတို့အဲ့ဒီထဲကိုဝင်ချင်းမှာပဲတစ်ပင်လုံးမှာလှပတဲ့အဝတ်စားတွေခြေဆွဲထားတာကိုမြင်လိုက်ရတယ်သူတို့နှစ်ယောက်စလုံးကမိမိတို့အကြိုက်ဆုံးတစ်ခုစီကိုရွေးချယ်လိုက်ကြတာပေါ့မျက်စိတမိတ်တွင်းမှာတင်မဲ့သူတို့ဟာချစ်စရာကောင်းတဲ့မင်းသမီးလေးနဲ့မင်းသားလေးဖြစ်ပြောင်းလဲသွားခဲ့ကြတယ်သူတို့တွေပျော်ရွှင်စွာနဲ့ဆက်လက်လျှောက်လာခဲ့ရကနေမကြခင်မှာပဲဒိုနက်တန်နက်နဲ့ရေခဲမုံတွေပြည့်နေနေတဲ့ပရက်တီတူကုန်းကြီးစီရောက်ရှိသွားခဲ့ပါတယ်ကလေးနှစ်ယောက်စလုံးကတစ်ခုစီယူပြီးတခါမှမခံစားဘူးတဲ့ချဦးနေမှုကိုနီးစပ်ခဲ့ကြတာပေါ့အဲ့ဒီနောက်မှာတော့သူတို့ကိတ်မုံစုံတွေကိုဝင်ခဲ့ကြတဲ့ဧရိယာတစ်ခုလုံးမှာလက်ရမြောက်လာတဲ့ကိတ်မုံမျိုးစုံဖုံးလွှမ်းနေပြီးမြေပြင်ပေါ်မှာတော့ချောကလက်အနစ်တွေနဲ့ခင်းကျင်းထားတာပါမကြခင်မှာပဲသူတို့ဟာအလုံးကြီးမားတဲ့ကိတ်မုံကြီးတစ်ခုရဲ့ရှေ့မှာရက်တက်လိုက်ကြပြီးဘေးနာကမြင်းချာရီခရီးစောပုံကိုတက်ခဲ့ကြတယ်မြင်းချာရီလေးကမြင်သာစွာလှုပ်ခါနေတာကြောင့်သူတို့ဟာလက်လိုက်ယုံနေတဲ့ဘေးနာကချောကလက်တွေကိုလွယ်လွယ်ကူကူစကူစားတောက်နိုင်ခဲ့ကြတာပေါ့သူတို့တွေစိတ်ကြိုက်စားတောက်ပြီးတဲ့နောက်မှာတော့ကစားစရာစုံကိုတွားပြီးသူတို့အကြိုက်ဆုံးကစားစရာတွေကိုရွေးချယ်ခဲ့ကြတယ်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေရင်သူတို့အိတ်ခမ်းတစ်ခမ်းတွေကိုတန်းဝင်ခဲ့တာပေါ့ပတင်ကတန်ရှင်းပြီးအိစက်ညံပွားနေတာပဲမောင်နှမနှစ်ယောက်ဟာဒီလောက်ထိတက်တောင့်တက်တာရှိတဲ့ကတင်မျိုးတစ်ခါမှမမြင်ဘူးခဲ့ကြပါဘူးသူတို့ဟာပတင်ပေါ်မှာပျော်ရွှင်စွာနဲ့အထက်အောက်ခုံပေါက်ဆုပ်ကစားခဲ့ကြပြီးအိတ်ချင်စိတ်ကတဖြည်းဖြည်းလွှမ်းမိုးလာတဲ့အခါမှာတော့နောက်ဆုံးမှာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားကြပါတော့တယ်